အားလုံးပဲမင်္ဂလာပါလူတိုင်းပဲတစ်ခါတလေကြာရင်စိတ်ထဲမှာအတွေးတွေအများကြီးနဲ့ရှုပ်ရှက်ခတ်ပြီးရင်ဘတ်ထဲမှာမွန်းကျက်နေတာမျိုးခံစားရဘူးပါသလားငါဘာကနေဘာဆောက်လို့ရမှန်းမသိတော့ဘူးဆိုပြီးစိုးရိမ်စိတ်တွေစိတ်ပီစီမှုတွေကြောင့်စိတ်မအေးချမ်းရတဲ့နေ့ရက်တွေကိုဖြတ်တန်းနေရပြီလားလောကကြီးကအယမ်းမြန်ဆန်နေတဲ့အခါကျွန်တော်တို့ရဲ့စိတ်ကလည်းလိုက်လံရိမ့်ထိုးပြီးပင်ပန်းတက်ကြပါတယ်ဒါကြောင့်ဒီနေ့ဗီဒီယိုမှာတော့စိတ်ရှုပ်ထွေးခြောက်ခြားနေချိန်မှာမိနစ်ပိုင်းအတွင်းစိတ်ကိုပြန်လဲတည်ငြိမ်အေးချမ်းသွားစေမယ်လက်တွေ့ကြတဲ့ဒီလန်၅ခုကိုပြောပြပေးသွားမှာပဲဖြစ်ပါတယ်။ဗီဒီယိုလေးကိုအေးအေးဆေးဆေးနဲ့အဆုံးထိနားထောင်ကြည့်လိုက်ရအောင်နော်။ပထမဆုံးနဲ့အမြန်ဆုံးစိတ်တည်ငြိမ်စေတဲ့နီလန်ကတော့အသက်ရှူနည်းစနစ်ပါ။စိတ်ပူပန်တဲ့အခါကျွန်တော်တို့ရဲ့အသက်ကိုမမှန်ပဲတူတူလေးတွေပဲရှူမိတတ်လို့အကြောက်လွန်တာတွေဖြစ်တတ်ပါတယ်။အဲ့ဒီအခါ4-8စနစ်ကိုသုံးပါပထမဆုံး4စက္ကန့်ကြာအောင်နှာခေါင်းကနေအသက်ကိုဝဝရှူသွင်းပါပြီးရင်အသက်ကို9စက္ကန့်လောက်အောက်ထားလိုက်ပါနောက်ဆုံးအနေနဲ့10စက္ကန့်ကြာအောင်ပါးစပ်ကနေ4ကိုဖြည်းဖြည်းချင်းပြန်မှုတ်ထုတ်လိုက်ပါဒီလို3ချိန်ကနေ5ချိန်အထိလုပ်ပေးခြင်းကတစ်အုံနောက်စီကိုအောက်ဆီဂျင်ပိုမိုရောက်ရှိစေပြီးနှလုံးခုန်နှုန်းကိုချက်ချင်းတည်ငြိမ်သွားစေပါတယ်ဒုတိယအချက်ကတော့စိတ်ပညာမှာအရန်သုံးကြတဲ့ grounding technique ပဲဖြစ်ပါတယ်။စိတ်ရှုပ်ထွေးရတာဟာအတိတ်ကအကြောင်းတွေတွေးပြီးနောင်တရနေလို့ဒါမှမဟုတ်အနာဂတ်အတွက်ကြိုတွေးပြီးစိုးရိမ်နေလို့ပဲဖြစ်ပါတယ်။စိတ်ကိုလက်ရှိပြစ္ဆုတ်ပံတက်တဲ့စီပြန်ခေါ်ဖို့ဘေးပတ်ဝန်းကျင်ကိုကြည့်ပြီးအောက်ပါအတိုင်းရှာဖွေပါ။မျက်စိထဲမြင်နေရတဲ့အရာဝတ္ထု၅ခုကိုလိုက်ကြည့်ပါ။ကင်တွယ်လို့ရတဲ့အရာဝတ္ထု၄ခုကိုထိတွေ့ခန်းစားကြည့်ပါ။နားထဲကြားနေရတဲ့အတန်၃မျိုးကိုအာရုံစိုက်ပါနှာခေါင်းကရတဲ့အနက်2မျိုးကိုသတိပြုပါနောက်ဆုံးရှားကရတဲ့အရာတစ်မျိုးကိုခန်းစားပါဒီနီးလန်းကတင့်ရဲ့အာယုံ၅ပါးလုံးကိုလက်ရှိအခိုက်အတန့်စီပြန်ဆွဲခေါ်လာပေးဖို့အတွေးလွန်တာတွေချက်ချင်းရပ်တန့်သွားစေပါတယ်တတိယအချက်ကတော့ brain dump လို့ခေါ်တဲ့စိတ်ထဲရှိတာတွေကိုချရေးခြင်းဖြစ်ပါတယ်တခါတလေစိတ်ရှုပ်တာလှုပ်စရာတွေများလုံးလို့တွေးစရာတွေရှုပ်နေလို့ပဲဖြစ်ပါတယ်အဲ့ဒီခါစာအုပ်တအုပ်နဲ့ဘောပင်တစ်ချောင်းကိုယူလိုက်ပါစာစီစာကုန်းရေးသလိုအလှအပမတွေးပါနဲ့စိတ်ထဲရှိနေတဲ့စိုးရိမ်မှုဒေါသတွေညှိတွားမှုတွေနဲ့လှုပ်ရှားရှိတာမှန်သမျှကိုစာရွက်ပေါ်မှာအားလုံးချရေးပြစ်လိုက်ပါစိတ်ထဲကအတွေးတွေကိုမြင်သာတဲ့စကားလုံးတွေအဖြစ်ပြောင်းလဲလိုက်တဲ့အခါအုံနောက်ကဝန်တော့ဝန်ပိုးကြီးပေါ့ကျသွားပြီးစိတ်ကအလိုလိုတည်ငြိမ်ရှင်းလင်းသွားပါလိမ့်မယ်စရုပ်ဓာတ်အချက်ကတော့ဖုန်းနဲ့လူမှုကွန်ရက်တွေကိုခဏပိတ်ထားဖို့ပါစိတ်ရှုပ်နေတဲ့အချိန်မှာ Facebook, TikTok စတာတွေကိုဆက်တိုက်ကြည့်နေရင်တခြားသူတွေရဲ့ဘဝတွေမကောင်းတဲ့သတင်းဆိုးတွေကြောင့်တင့်စိတ်ကပိုပြီးပူလောင်ရှုပ်ထွေးလာရုံပဲရှိပါတယ်။ဒါကြောင့်ဖုန်းကိုအနည်းဆုံးမိနစ်30လောက်အဝေးမှာထားလိုက်ပါ။ဖုန်းကြည့်မဲ့အစားရေးအေးတစ်ခွက်တောက်ပါလမ်းခဏလျှောက်ပါဒါမှမဟုတ်တစ်ပင်စိမ့်စိမ့်လေးတွေကိုငေးကြည့်ပေးပါပြင်ပလောကရဲ့တိတ်ဆိတ်မှုကတင့်စိတ်ကိုအနှောက်အယှက်ကင်းကင်းနဲ့တည်ငြိမ်သွားစေပါလိမ့်မယ်နောက်ဆုံးအချက်ကတော့အသွေးမြင်ပြောင်းလဲခြင်းပါစိတ်ပူပန်မှုတွေတောကရောက်နေတဲ့အချိန်မှာကိုပြန်ပြောပါအခုငါခံစားနေရတဲ့စိတ်ရှုပ်ထွေးမှုတွေဟာခဏတာပဲဖြစ်တယ်လောကမှာပဲအရာမှထာဝရမတည်မြဲဘူးဒီမုန်တိုင်းဟာအချိန်တန်ရင်ငြိမ်သက်သွားပြီးဖြတ်တန်းသွားရမှာပဲဆိုပြီးစိတ်ကိုလျှော့ချထားလိုက်ပါအခြေအနေတွေကိုအတင်းကျပ်ထိန်းချုပ်ဖို့မကြိုးစားပဲတဘာဝအတိုင်းစီးဆွင်းခွင့်ပေးလိုက်တာဟာစိတ်အေးချမ်းခြင်းရဲ့လျှို့ဝှက်ချက်ပဲဖြစ်ပါတယ်စိတ်တည်ငြိမ်ခြင်းဆိုတာအပြင်ပတ်ဝန်းကျင်တိတ်ဆိတ်နေဖို့မဟုတ်ပါဘူး။စူညာလှုပ်ရှားနေတဲ့လောကကြီးထဲမှာကိုယ့်ရဲ့ရင်ထဲကစိတ်ကလေးငြိမ်သက်နေဖို့ပဲဖြစ်ပါတယ်။ဒီနေ့ပြောပြသွားတဲ့နည်းလမ်းတွေကိုအသုံးပြုပြီးစိတ်အေးချမ်းမှုကိုရှာဖွေနိုင်ကြပါစေ။ဗီဒီယိုလေးကအသင်ကိုစိတ်အပန်းဖြေစေပြီးနိုင်တယ်ဆိုရင်လိုက်လုပ်ပေးပြီးစိတ်ရှုပ်နေတဲ့မိတ်ဆွေတွေစီမျှဝေပေးလိုက်ပါဦးနော်။နောက်မှလည်းစိတ်ခွန်အားဖြည့်တဲ့ဗီဒီယိုတွေကြည့်နိုင်ဖို့channel လေးကို subscribe လုပ်ထားပါအားလုံးပဲစိတ်အေးချမ်းသာယာကြပါစေကြည့်ရှုပေးတဲ့အတွက်အားလုံးကိုကျေးဇူးအများကြီးတင်ပါတယ်